ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့အကုသိုလ်ကံပဲဖြစ်ဖြစ်လူတွေဟာနေ့စဉ်မှာလုပ်နေကြတာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ကောင်းတဲ့အတွေးတွေလည်းတွေးတယ်မကောင်းတဲ့အတွေးတွေလည်းတွေးတယ်ရေပုံရခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်မကောင်းတာကတချို့ကများတယ်ပေါ့လူတိုင်းတော့မများပါဘူးကောင်းတာတွေများတာသို့တော့ကောင်းတဲ့လုပ်ရကလေးဟာနည်းနည်းပဲဖြစ်စေမကောင်းတဲ့လုပ်ရကလည်းမိနစ်ပိုင်းလောက်ဖြစ်စေစက္ကန့်ပိုင်းလောက်ဖြစ်စေနာဟိကမ္မံဝိနတတိကိုယ်တဏ္ဍမှာဖြစ်သွားပြီဆိုတဲ့ကပျောက်သွားတာမဟုတ်တော့ဘူးတဲ့ဒီလိုဆိုလိုတယ်နော်ဖြစ်သွားလိုက်တဲ့အခိုက်အလေးဟာအောင်မြင်ဖြစ်သွားလိုက်တဲ့ဟာကမေ့သွားပြီမဲ့တဘာဝတရားအလျောက်အိဋ္ဌသဘောတရားအရာဖြစ်ပြီးပြတ်သွားတာမှန်တော့လဲသူ့ရဲ့တတ္တိလေးသို့မဟုတ်မျိုးစိတ်ကလေးကကြာကြံ့ရသွားတယ်အဲဒီမျိုးစိတ်လေးကမြေနဲ့ရေနဲ့တွေ့ရင်ပေါက်တယ်လို့ပဲဘဝတစ်ခုကျိုးပေးဖို့အတွက်ဆင်းရဲဖြစ်နေတတ်တယ်ပေါ့ဒါကြောင့်မို့ဒါလေးကတော့မပြောပါတော့ဘူးဆိုပြီးတော့အကုသိုလ်ကံကိုလည်းသွားပြီးတော့အထင်မသေးတဲ့မူနော်ဒါကြောင့်မို့ဝစီဗေဒထိတိုင်းရှာဆိုပြီးတချို့လဲဘာမဟုတ်တာလေးနဲ့တင်ပဲဒီအပြောဆိုမတတ်စိတ်နေသဘောထားမတတ်တဲ့အတွက်ကြောင့်သွားပြီးတော့ကဲရဲ့ရှုပ်ချမိသွားရင်အဲ့ဒါတစ်သလုံးဒုက္ခရောက်ပြီးဘဝတန်တရားမှာခောသုတ္တရာလောင်းကြည့်ပိစိကဗုဒ္ဓအိမ်ကြွလာတဲ့ပိစိကဗုဒ္ဓတပါးကလာဘာရဲ့လို့မဟုတ်ဘူးအပျော်လို့တာတို့ရဲ့ပိစိကဗုဒ္ဓကဒီလိုလေးကြွတယ်ဆိုပြီးတော့ရွှေခွက်ကလေးပွေ့ပြီးတော့ခါလေးကုံပြီးရည်စရာလို့တာကကုံးမကြီးဖြစ်နေနော်တကယ်ကတော့အဲ့ဒါမျိုးလေးကစပြီးတော့အတော်ကြောက်စရာကောင်းတယ်လို့အကုသိုလ်ကံဥက္ကတေနတထေသာဇလန်းကိုကြည့်လိုက်အောင်မယ်ဆိုရင်သူဇနီးတွေကဗာပြောလိုက်တော့သူတို့ဆူတောင်းတဲ့အခါလှူဒန်းပြီးဆူတောင်းတဲ့အခါဟိုအရှင်မြတ်ကသူတို့ဆူတောင်းပြည့်မှာကိုသိလို့ပြုံးလိုက်တာကိုသူကဘာမှတ်ချက်ပေးတော့ဆိုပြုံးတယ်ဆိုတာသူကသူပြုံးတာနေပါစေပေါ့မဟုတ်ဘူးတို့အရှင်ကနော်ခုခေတ်လိုပြောရင်တော့အနုပညာသမားထမရဲ့လို့ပြောတာပေါ့နော်တို့အရှင်ကဒီစတ္တမနဲ့တူပါတယ်လို့စတ္တမနဲ့တူပါတယ်လို့ပြောလိုက်တာဟိုယောက်ျားလို့တဲ့ပုဂ္ဂိုလ်ကလည်းသူဇနီးပြောတဲ့အတိုင်းအေးဟုတ်မှာပေါ့ကွာလို့ဒါနဲ့ပဲသူတို့ဇက်ကစားရတဲ့ဘဝမျိုးတွေရောက်သွားနော်အဲ့ဒါတကယ်စဉ်းစားကြည့်မယ်ဆိုရင်ဘာမှဖြစ်တော့တာမဟုတ်ဘူးလို့ပြောရမယ်ဘာမှဖြစ်တော့တဲ့မဟုတ်တဲ့ကံလေးကလည်းကျိုးပေးတတ်တယ်ဆိုတာအဲ့ဒါကိုပြောတာနာဟိကမ္မံဝိနတတိတဲ့ကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်ကိုလုံးမိတဲ့ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်သွားတဲ့အရာလေးဟာအကုသိုလ်ကံဆိုရင်အမဲဆက်ကလေးပေါ့ကုသိုလ်ကံဆိုလို့ရှိရင်တော့အဖြူကလေးပေါ့အဲ့ဒီနှစ်ခုစလုံးဟာပျောက်ပြက်သွားတာမဟုတ်ဘူးတဲ့မျိုးစိတ်ကလေးတွေဖြစ်သွားပြီတနေ့တစ်ချိန်ကျအခွင့်သာလို့ရှိရင်အပင်ပေါက်လာမှာပဲလို့ဒီလိုပြောတာနော်ဒါကြောင့်မို့တတိထားရတယ်ကိုယ်နဲ့မဆိုင်တာဆိုရင်မဝေဖန်မိဖို့မပြောမိဖို့ကိုယ်စိတ်ကိုတတိထားပြီးတော့မြတ်စွာဘုရားရဲ့ဆုံးမဩဝါဒရှိတယ်နာဟိနပရိတံဝိလောမာနိနကတံသူတစ်ပါးရဲ့မသိမလျော်တဲ့ကိစ္စတွေနော်နပရိတံဝိလောမာနိဆိုမလျော်ညီတဲ့ကိစ္စတွေမဝေဖန်နဲ့ကတံလောက်တာမလောက်တာတွေတော့ဝေဖန်နေနဲ့ဒီလိုဆိုလို့တယ်နော်ဝေဖန်ပြီးပြောလိုက်မယ်ဆိုရင်ကိုယ်မှအကုသိုလ်ဖြစ်သွားနိုင်တယ်လို့ဒီလိုဆိုတာနပရိတံဝိလောမာနိနပရိတံကတံအတ္တနောဝအဝိခေယကိုယ့်ကိုယ်ပဲချီလူတွေကသူများဝေဖန်လိုက်တယ်ဆိုရင်သူများဝေဖန်တဲ့စိတ်ကိုတော့ကောင်းတဲ့စိတ်လို့သွားထင်နေတာအဲ့ဒါကမကောင်းတဲ့စိတ်ဖြစ်သွားတယ်ဒါလေးကိုသတိထားဖို့လိုတယ်နော်အကုသိုလ်ဆိုတာလွယ်လွယ်လေးနဲ့ဖြစ်တယ်ကြည့်မချီးမွမ်းတဲ့လူကိုချီးမွမ်းရင်လည်းအကုသိုလ်ပဲချီးမွမ်းတဲ့လူကိုကဲ့ရဲ့ရင်လည်းအကုသိုလ်ပဲဒီနှစ်ခုကမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေထဲမှာရှိတဲ့ကောကလိကတော့အလွန်သတိထားရမယ့်ကိစ္စတွေပေါ့မချီးမွမ်းတဲ့လူသွားချီးမွမ်းရင်လည်းအကုသိုလ်ဖြစ်တယ်ချီးမွမ်းတဲ့လူကိုသွားကဲ့ရဲ့မိရင်လည်းအကုသိုလ်ဖြစ်တယ်လို့ဒီလိုလုပ်မိလို့ရှိရင်နှုတ်ကိုအကြောင်းပြုပြီးတော့လူတွေဟာဒုက္ခရောက်တတ်တယ်လို့သ
တရားဝါတွေဒုက္ခရောက်တယ်ဆိုတာတရားဝါတွေရဲ့အကျိုးလောကသားတို့အတွက်မြတ်ဗုဒ္ဓဟာလမ်းကြောင်းတွေကိုဖြောင့်ပေးနေတာဖြောင့်ပေးတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုများများရပြီးများများတတိထားဖို့လိုတော့ပေါ့ဒါကြောင့်မို့တရားကိုများများနာရမယ်စာဗုဒ္ဓစာပေတွေကိုများများဖတ်ရဒီလိုဆိုတာပေါ့နော်တရားမနာရင်လည်းမသိဘူးစာပေတွေမဖတ်ရင်လည်းမသိဘူးသိဖို့လိုတယ်ပေါ့ဒါကြောင့်မို့များများသိအောင်မျက်စိကောင်းနေရင်ဖတ်ဖို့အခွင့်အရေးတွေရှိပါတယ်နော်နားကောင်းနေရင်လည်းနားထောင်ဖို့အခွင့်အရေးတွေရှိပါတယ်မျက်စိကောင်းတဲ့မျက်စိလေးကိုသွားဂိမ်းဆော့တဲ့နေရာသွားအသုံးချရင်မျက်စိမှုံမှာပဲရှိတာပဲဟောအဲ့ဒီနေရာမှာအသုံးမချဘဲနဲ့အဖို့တန်တဲ့လောကရေးရာဓမ္မရေးရာစာတွေဖတ်လိုက်မယ်ဆိုရင်အများကြီးကိုယ်အတွက်အသုံးကျတာဖြစ်မယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ်တွက်ချက်ပြီးတော့လုပ်တဲ့နဲ့ပေါ့အဲ့ဒါလို့မလုပ်ဘူးဆိုရင်အပျော်ကလေးတစ်ခုတည်းအတွက်အပြင်းဖြေတာလေးတစ်ခုတည်းအတွက်ဆိုရင်ဘာအကျိုးရှိဘာမှအကျိုးမရှိဘူးအပြင်းလေးပြေသွားတာကိုပဲရက်လက်လို့သတ်မှတ်လို့ရှိရင်တော့ဟုတ်လားတနေ့ကုန်ပတ်စံတပြားမှမရဘဲနဲ့ကုန်းပြီးတော့ချင်းတူးတဲ့လူလိုပဲဖြစ်မှာပဲပတ်စံတပြားမှရအောင်ဘာလို့တူးတော့အပြင်းပြေတူးနေတဲ့လူမျိုးပေါ့ပတ်စံတပြားမှလည်းမရအဲ့ဒါမျိုးလိုပဲဒီကိုလုံးတဲ့လောက်ရရဲ့အကျိုးဆက်ရစက်ကိုတခြားကြည့်ရကောင်းကျိုးဆိုးကျိုးဆိုတာကိုလည်းဝေဖန်သုံးသပ်ပြီးတော့ကြည့်ရဆိုးကျိုးတွေမရအောင်သတိထားဖို့မတ္တမအရေးကြီးတယ်အဲ့ဒီအရေးကြီးတဲ့အချက်တွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကသတိထားတတ်ဖို့ခေါ်တယ်နောက်ဆုံးမှာများများဆဆမဖတ်နိုင်လို့ရှိရင်မြတ်စွာဘုရားဟောကြားတဲ့ဓမ္မပဒဆိုတဲ့ဂါထာလေးတွေရှိတယ်ဇလန်းတွေသိမဖတ်ချင်နေမြတ်စွာဘုရားရဲ့ဂါထာလေးတွေအတွေးခေါ်လေးတွေကိုဖတ်အတွေးခေါ်လေးတွေဖတ်ပြီးတော့ကိုယ့်ဘဝနဲ့ကိုယ်ဆက်ဟပ်ပြီးတော့ကြည့်ဇလန်းဆိုတာသင်္ကန်းစာယူဖို့အတွက်ပဲတချို့ကဇလန်းတွေကလူပဲဖြစ်တယ်ငါလည်းမဆိုင်ဘူးလို့ထင်သွားတတ်တယ်အဲ့တော့ဇလန်းကိုသာထားအတွေးခေါ်လေးတွေဓတနာလေးတွေကိုမြင်အောင်ကြည့်ဘူးခုနဟာဓမ္မပဒကပဲနပရိသံဝီလောမာနိနပရိသံကတကတံသူတစ်ပါးရဲ့မလှော်ရော်တဲ့အနေထားတွေကိုသွားကြည့်နေတယ်နပရိသံကတံသူလောက်တာမလောက်တာတွေသွားမကြည့်နဲ့အတ္တနောဝအဝိခေယကိုယ့်ရဲ့မတော်မလျော်ဖြစ်နေတာလားဆိုတာသာကြည့်တယ်ကိုလောက်တာမလောက်တာကိုသာကြည့်တယ်ဒီလိုဆိုတာမြတ်စွာဘုရားဒါဆုံးမဩဝါဒပေးသူများကမကြည့်နဲ့လို့ဆိုကြည့်ရင်နောက်ကပါလိုက်လာပြောမိသွားလေပြောမိသွားလို့ရှိရင်ကိုပြောတဲ့အတိုင်းမဟုတ်ရင်ဒုက္ခရောက်တခါတုန်းကဒီမြို့တစ်မြို့မှာတောရကျောင်းတစ်ကျောင်းမှာယဟန်တော်နှစ်ပါးနေကြတယ်ဆိုတော့အဲ့ဒီယဟန်တော်တစ်ပါးကသူကတရားသူတရားမြတ်ရာပြီးသားယဟန်တာပုဂ္ဂိုလ်သူ့မှာဘာရှိတုံးဆိုအစာအိမ်မကောင်းတဲ့ယောဂရှိတယ်ဆွမ်းခံသွားတဲ့အခါကျတော့အချိန်စောနေလို့ရှိရင်ဒကာဒကမတွေကဘာလောင်းတော့ဆိုယာကုပူပူလေးတွေလောင်းနော်ယာကုဆံပြုတ်ပေါ့အဲ့ဒါကိုလောင်းတာလောင်းတဲ့အခါကျတော့ပူပူကလေးမနဲ့စောစောတောက်လိုက်လို့ရှိရင်လေငြိမ်သွားအောင်လို့ဆိုပြီးတော့အဲ့ဒီကိုတော့ပူပူလေးလမ်းဘေးတနေရာမှာထိုင်ပြီးတော့ဖုံးပေးတာနောက်သူနဲ့မလမ်းမကန်းကနေလာတဲ့ဆွမ်းခံကိုတော့မြင်တဲ့အခါကျတော့လမ်းဘေးမှာတစ်တုံးလေးပေါ်မှာနော်ဆင်ပြေသလိုဖုံးပေးနေတဲ့ကိုတော့ကိုကြည့်ပြီးဒီကိုတော့နဲ့ဘိုက်ဒီလောက်ဆန်ရသလားပေါ့မတော်မလျော်အကြောင်းကြမှာဖုံးပေးတာမဟုတ်ဘူးလမ်းဘေးဖုံးပေးရမလားလို့တစ်တင်အပြစ်တင်နဲ့မျက်နှာနဲ့ကြည့်သွားစိတ်ထဲရတယ်တွေးတာနော်စိတ်ထဲကတွေးပြီမဲ့လို့မျက်စိကစောင်းပြီးတော့ကြည့်သွားတာကြည့်တာနဲ့ပဲဟိုကတော်ကလည်းသိလိုက်တယ်ငါ့ကိုပြစ်တင်နေတာပဲသူကတော့သူ့ရည်ရွယ်ချက်နဲ့သူလှုပ်တာလေကိုသိတာမဟုတ်ဘူးသူ့ဘာယောဂရှိတာဟိုကတော်သိတာလည်းမဟုတ်သို့တော့အဲ့ဒီကိုတော်ကလည်းညံ့တဲ့ကိုတော်တော့မဟုတ်ဘူးသောတာပန်သူကလည်းကျောင်းရောက်တဲ့အခါကျတော့အဲ့ဒီနှစ်ပါးဆုံတော့ခုနကယဟန္တာပုဂ္ဂိုလ်ကမေးတယ်ငါရှင်တရားဓုရပြီလားဆိုသူသောတာပန်ဖြစ်တဲ့အကြောင်းအဲ့ဒါဆိုလို့ရှိရင်မင်းသောတာပန်ဖြစ်နေတာလေးကိုရောသောတာပန်ဖြစ်နေတာလေးကိုပြစ်မှုကျွလွန်ထားတယ်တဲ့တတိထားပြီးတော့ပြန်စဉ်းစားလိုက်ပြီးတောင်းပန်လိုက်အောင်တဲ့ပြောသွား
အဲ့ဒီကြတော့မှသူတတိယပြီနှုတ်နဲ့ပြမမိတာဟောဒီကိုရောကြီးနဲ့သာတယံကောဆိုတာမတော်မလျော်ကြီးပဲလို့ဒီလိုသွားပြီးတော့ပြစ်တင်တဲ့ဟာကြည့်ပြီးအဲ့ဒီမှာတောင်းပန်နေဆိုတဲ့အကြောင်းပါတယ်နော်အေးလောကကြီးမှာတစ်ခါတလေအပြစ်လို့မဟုတ်တော့တဲ့မထင်ရတော့တဲ့အရာကလည်းအပြစ်ဆိုတာဖြစ်သွားတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒါလို့အသေးဖွဲလေးတွေကစပြီးလောကသားတွေတတိထားမိအောင်လောကသားတို့အတွက်မြတ်ဗုဒ္ဓနေမအားနာမနာကျူပန်းအထောက်တာသက်တော်55နှစ်ဝါရော20ဆိုပြီးခဲ့သက်တော်54နှစ်ဝါရောဆိုပြီးတဲ့နောက်မှာ21ဝါမြောက်ကနေစပြီးတော့မြတ်စွာဘုရားဟာဝါတွင်အချိန်ခါကိုတော့ဖြင့်တခြားဒေသတွေမှာမနေတော့ပဲနဲ့တရင်မသုံးတော့ပဲနဲ့သာဝတိမြို့မှာပဲတရင်သုံးတော့တယ်တဲ့25ဝါရှေ့ပိုင်းဝါ20ကတော့ဟိုနာဒီနာနေရအနှံ့ဣတိပတနကျောင်းတော်ကနေစပြီးတော့နေရအနှံ့ဆွေတော်မျိုးတော်တွေဆောက်လို့လူထမ်းထားတဲ့ဏိကျောရယုံကျောင်းကြီးမှာတဝါပဲဆိုတယ်အဲ့ဒါလို့အနှံ့အပြားမြတ်စွာဘုရားကြွရောက်ပြီးတော့အစဉ်ပြေသလိုတရင်သုံးတာသို့တော့သက်တော်54ပြည့်လို့ဝါရော20ရသွားတဲ့အချိန်က20ရသွားပြီးတဲ့နောက်မှာ21ဝါမြောက်ကနေစပြီးတော့သာဝတိမြို့မှာပဲပုံမှန်ဝါတွင်ကာလမှာသတင်းသုံးတယ်သို့တော့ဝါကျွတ်တဲ့အချိန်မှာတော့ထိုးအယတ္တေတသူဒေသစာကြီးကြွတယ်ပေါ့အဲ့ဒီသာဝတိမှာမြတ်စွာဘုရားသခင်ကိုရောမြတ်21ဝါမြောက်ဇေရုံအကြောင်းကြီးမှာစပြီးတော့ဝါဆိုတယ်သာဝတိမြို့မှာဘာကြောင့်နှစ်ပေါင်းများစွာတတ္တဝါလည်းရလာပြီဆိုတော့သာဝတိမှာနေတာဘာလို့တော့ဆိုသာဝတိမြို့ကဝိတာခါတို့အနာရိတို့ကသူကအပြုစုအမတန်ကောင်းတယ်နော်တရားပိဆိုတာအလွန်ကိုတရားတရားကောင်းတယ်ဝိတာခါဆိုတာလည်း9နှစ်အရွယ်ကတည်းကသောတပန်ဖြစ်ပြီးတရားတရားအလွန်ကောင်းတယ်ပြုတတ်တယ်စုတတ်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်အနာရိဝိတာခါတို့ရဲ့ကျေးဇူးတွေကျေးဇူးဆိုတာရှိတယ်နော်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဆုံးမတယ်ကိုယ်ပေါ်မှာကျေးဇူးပြုထားတဲ့ပုဂ္ဂိုလ်ကိုတုံ့ပြန်ပြီးတော့ကျေးဇူးပြုရတယ်ကျေးဇူးမတင်တတ်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားရှုတ်ချအနာရိတို့ကမြတ်စွာဘုရားအပေါ်မှာဘလောက်ကောင်းလို့လဲဒီပြင်ပုဂ္ဂိုလ်တွေရောမကောင်းဘူးလားဆိုအနာရိကတအားကောင်းမြတ်စွာဘုရားဇေရောအကြောင်းကြီးဆောက်လို့လှူဒန်းတယ်ဆိုတာနော်သူစည်းစိမ်ကုံတလောက်လှူတာ54ကလေးရေဝယ်တာ54ကလေးကျောင်းဆောက်တာ54ကလေးကျောင်းရည်ဆက်ချလောက်တာ54ကလေးနဲတာလားအဲ့ဒီလောက်ထိအောင်စွန့်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ရဲ့တရားတရားစွန့်ကြည့်ပေါ့စမ်းကြည့်ပေါ့မြတ်စွာဘုရားရဲ့စိတ်တိုင်းချဖြစ်အောင်ကျောင်းထဲမှာပြည့်ပြည့်စုံစုံဇေရွန်ကျောင်းတော်ကြီးဆိုတာဒါမှမဟုတ်နာမည်ကြီးတာဘေဘိသာရမင်းကြီးဆောက်တဲ့ဝေလင်းကျောင်းတော်လောက်ကောင်းမယ်မထင်ဘူးနော်ဇေရွန်ကျောင်းကြတော့ပြည့်ပြည့်စုံအောင်လိုလေသေးမရှိဆောက်တယ်ပြီးတော့မြတ်စွာဘုရားပေါ်မှာအလွန်ညတ်တာတယ်ငါကျောင်းတကာဆိုပြီးတော့မြတ်စွာဘုရားကိုအချိန်မီဝင်တွေ့တာမျိုးဘယ်တော့မှမလုပ်ဘူးမြတ်စွာဘုရားကိုမေးခွန်းတွေမေးပြီးတော့သူတရားဟောအောင်ဘယ်တော့မှမလုပ်ဘူးဒါလိုနှလုံးသွင်းလို့ဆိုရင်ငါတရားဟောနေဘုရားပင်မရှာတော့မှာပဲဆိုပြီးတော့ငါမေးလို့ငါ့ကိုသူ့မှာအလုပ်တွေအလွန်များတယ်နေမနာညာမှာလုံးငါသွားပြီးတော့မေးလိုက်မယ်ဆိုရင်ငါအတွက်အချိန်တွေပေးရလိမ့်မယ်ဘယ်တော့မှမေးဘူးတဲ့မေးကောသို့တော်မြတ်စွာဘုရားကအနာရိတတိလာရင်တော့သူနဲ့ထိုက်တဲ့တရားတပုတ်ဟောလိုက်တယ်သူကဒါနကိုစိတ်အားတန်တဲ့ပုဂ္ဂိုလ်ဖြစ်တာပေါ့နောက်ဆုံးအချိန်မှာသူနေမကောင်းတဲ့အခါမှာရှင်သာရိပုတ္တရာကိုသူဘုရားကိုယ်စားအားကိုးတယ်ရှင်သာရိပုတ္တရာသွားပြီးတော့တရားဟောတဲ့အခါမှာအစွဲဖြုတ်တဲ့တရားကိုဟောပေးတာရှင်သာရိပုတ္တအဲ့ဒီကြတော့သူငိုတယ်သူဟာကျောင်းတကာကြီးလုပ်ပြီးတန်ဃာတွေနဲ့လောင်းနီးစပ်တာတောင်မှဒီတရားမျိုးအခုသေကဏီးမှာနာရတယ်ဆိုပြီးတော့ငိုတာသူကရှင်သာရိပုတ္တရာမထေရမြတ်ကပြောတယ်ဒီတရားကလူတွေကိုသိခေါ်လို့မရှိဘူးလူအကြောင်းတွေဆိုတာသားနဲ့သမီးနဲ့စီးပွားနဲ့နေကြတာဆိုဒီလိုအစွဲဖြုတ်ခိုင်းမှုသိပြီးတော့ဒီရဟန်းတွေထဲမှာအတွေးရှိမှမဟုတ်ဘူးပေါ့ဖြုတ်ခိုင်းနေလို့ရှိရင်ဖြုတ်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့အတွေးနဲ့ဖြုတ်ခိုင်းတာမျိုးမလုပ်ဘူးတဲ့ကိုကနောက်ဆုံးချိန်မို့ဟောပေးတာလို့ဆိုတော့
သူမဟုတ်ပါဘူးဗျာတဲ့လူတွေထဲမှာလည်းပဲဒီဆွဲလန်းမှုတွေလျှော့ချနိုင်အောင်ဒီတရားဟောပေးပါလို့တောင်းပန်သွားတယ်အဲ့ဒါလိုနာရဝိတ္တိသူเจ้าကြည့်ပြီးတော့အများရန်ပီတိဖြစ်နေတာဒီလူကအဲ့ဒါမြတ်စွာဘုရားပေါ့အလွန်ငဲ့ညာဝိသခာတို့ဆိုတာလေအလွန်ငဲ့ညာတနေ့ကို၃ခေါက်အကြောင်းရောက်တဲ့လူအကြောင်းရောက်တယ်လူရရှိရင်မြတ်စွာဘုရားတပါးလေးကိုခရူးဆိုင်တာမဟုတ်ဘူးနောက်လိုက်နောက်ပါတန်ဃာတွေအားလုံးကိုလည်းခရူးဆိုင်တယ်ဘာလို့လဲလက်ပတ်မေးပြီးတော့မှတရားနာတရားပွဲပြီးတာနဲ့ဘာလို့တလဲဆိုတာလက်ပတ်မေးပြီးတော့မှအိမ်ပြန်ကြတာသူတို့ရဲ့ထုံးစံဒါတရက်တည်းမဟုတ်ဘူးနေ့စဉ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီမိသားစုနှစ်ဦးနာရဝိမိသားစုနဲ့ဝိသခါတို့မိသားစုသူတို့ကလည်းခတ်လိုက်တာအနာရဝိကလည်းသူ့ဇနီးကဘယ်နေမှမသိဘူးသူ့နာမည်မသိရဘူးနော်သိတော့သိရတယ်ပေါ့မပေါ်တာပြောတာနော်ဝိသခါလည်းသူ့တကာကြီးနာမည်မပေါ်ဘူးသူ့နာမည်ပဲပေါ်တာတချို့ကသွားပြီးမဟုတ်တယ်လို့သွားတွဲမိတတ်တယ်တယောက်စီနော်တယောက်စီဝိသခါကတအိမ်တောင်သူ့ဟာသူပုံညာဝဋ္ဌနာတဲ့သူ့တကာကြီးကအနာရဝိတထေးရဲ့ဇနီးကပုံညာလက္ခဏာဒေဝီထမရဲ့သူကလည်းသိမထင်ရှားဘူးပေါ့အဲ့ဒါလို့ဒီမိသားစုနှစ်ဦးဟာမြတ်စွာဘုရားပေါ်ရောတန်ဃာတွေပေါ်ရောအလွန်ကောင်းကြတယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားသူတို့ကိုချီးမြှောက်တဲ့အနေနဲ့သူတို့နှစ်ဦးဆောက်လို့လှူဒန်းတဲ့ဇေရွန်ကျောင်းနဲ့ပုဗ္ဗယုံကျောင်းဇေရွန်ကျောင်းကမြို့တောင်စနေထောင်းဘက်မှာရှိတယ်ပုဗ္ဗယုံကျောင်းကမြို့ရှိမှာရှိတယ်ဇေရွန်ကျောင်းမှာညာကျင်းရင်ပုဗ္ဗယုံကျောင်းမှာနေနေတယ်ပုဗ္ဗယုံကျောင်းညာကျင်းလို့ရှိရင်ဇေရွန်ကျောင်းနေနေတယ်လို့အလှဲ့ပြောင်းလေးနဲ့မြတ်စွာဘုရားဆုံးကကြွတဲ့အချိန်မှာမြို့ထဲထွက်ရှေးဘောက်ကထွက်ပုဗ္ဗယုံကျောင်းနေလိုက်ပုဗ္ဗယုံကျောင်းနေတဲ့အခိုင်မှာမြို့ထဲဆုံးကဝင်ပြန်ထွက်တဲ့အခါတောင်ဘောက်ကထွက်မြို့တောင်တကားထွက်ပြီးဇေရွန်ကျောင်းမှာနေဒီလိုနဲ့လက်ပြောင်းပြီးတော့စတင်ပြီးတော့သတင်းသုံးတာ21ဝါဆိုတော့မြတ်စွာဘုရားရဲ့တက်တော်ဟာ55နှစ်ရှိသွားပြီ55နှစ်ဆိုတာဟာလိတတကလို့ခေါ်တယ်60တိအောင်အကြပိုင်းရောက်သွားပြီမြတ်စွာဘုရားသခင်ကိုရောမြတ်အကြပိုင်းရောက်သွားပြီသို့တော့ပါရမီပုံရိပ်မှတ်တစိတ်တွေနဲ့အင်မတန်မှဒီကျမ်းမာတဲ့ပုဂ္ဂိုလ်လို့ဆိုရမှာအဲ့ဒါကြောင့်မို့လို့တက်50ကျော်လို့ဆိုပြီးမယ်လို့အင်မတန်မှနုပြိုဆဲပဲလို့ပြောရမယ်သို့တော့6နှစ်ပတ်လုံးဒုက္ခရစရိယအပြင်းထန်ကျင့်လာတဲ့ဓာန်ကတော့ရှိတယ်ခါအောင်တယ်နော်မကြာခဏခါအောင်တာတို့ခေါင်းကိုက်တာရသော်ဘုရားမှာလည်းဒီဒုက္ခတွေရှိတယ်ဟောသို့တော့ဒီဒုက္ခတွေကိုမရေတွက်ဖဲနဲ့ရသော်ဘုရားလောကသားတို့အတွက်အကျိုးစီးပွားချက်ချင်းကြွရောက်ပြီးတော့တရားဓမ္မဟောပြောခဲ့တာပေါ့သက်တော်55နှစ်21ဝါမြောက်ဇေရွန်ကျောင်းတော်ကြီးမှာသတင်းသုံးတဲ့အချိန်အနာရဝိတထေးကြီးဆောက်ပြီးတော့လှူထားတဲ့ကန္တကုရီတဲ့မွေးကြိုင်တဲ့အနတ်နေနဲ့ထုံမွမ်းထားတဲ့ကျောင်းငယ်ငယ်ကုတိဆိုတာနိုင်ငံသားတွေကတော့ကုတိလို့ပဲခေါ်တယ် meditation ကုတိလို့ဗမာပြည်ကတန်ခါလောကမှာဆိုရင်ကုတိဆိုလို့ရှိရင်တော့အိမ်နာလို့ပဲသိနေကြတယ်အဲ့ဒါလို့အသိများနေတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကလည်းကုတိဆိုလို့ရှိရင်အိမ်နာကိုခေါ်နေတာဖြစ်နေအဲ့တော့ဒီခန္ဓာကုတိဆိုတာမြတ်စွာဘုရားသတင်းသုံးတဲ့ကျောင်းငယ်ခုခေတ်လို့ဆိုရင်ဘင်္ဂလိုလိုပေါ့တပါးနေလေးဆောက်ဦးလေးဆောက်ထားတာဒါပေမဲ့သေးသေးတဲတဲလေးတော့မဟုတ်တော့ဘူးမြတ်စွာဘုရားတပါးသတင်းသုံးတဲ့နေရာကျောင်းလေးအဲ့ဒါလို့ဆောက်လုပ်ထားတဲ့ကျောင်းမှာကျောင်းဝင်းကိုပြိဝေနလို့ခေါ်တယ်အဲ့ဒီကျောင်းရဲ့ပတ်ဝန်းကျင်ဥပ္ပစာပြိဝေနအဲ့ဒီပြိဝေနလို့ဆိုတဲ့အတွင်းမှာမြတ်စွာဘုရားနဲ့တန်ဃာတွေထိုင်လို့ရလောက်အောင်တမန်တလင်းတွေပါဒီခင်းထားတာရှိအဲ့တော့မြတ်စွာဘုရားကခင်းထားတဲ့နေရာမှာခဏသတင်းသုံးနေတဲ့အချိန်ယဟန်တန်ဃာတွေကလာရောက်ပြီးမြတ်စွာဘုရားကိုစိတ်ကကြအဲ့ဒီအချိန်မှာမြတ်စွာဘုရားကဘာအမိန့်ရှိတော့ဆိုတာကြည့်ဘုရားကယဟန်တန်ဃာတွေကိုမိန့်ရှိတယ်ဩဝါဒပေးဣဋ္ဌာနိမဟံလကောအာမိငါအခုတက်ကြီးပြီတဲ့ခါတိုင်းတစ်ခါမှပြောဘူးဒါပြည့်မြတ်စွာဘုရားကသူ့ဘဝသူ့ကိုယ်သူ
nghe vì đó tu chú lù la lù thì lùပြောတာလားလို့ဆိုမဟုတ်ဘူးတန်ခါပရိသတ်ထဲမှာဖယားတဆူရဲ့အလုအကျွေးဖြစ်ဖို့ဆိုပြီးတော့စုပန်လာတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ဒီသူ့အတွက်အခွင့်အရေးမပေးရသေးလို့ခွင့်ရေးပေးခြင်းလို့ရသော်ဗျာဒီစကားပြောတာဒါတမန်အားဖြင့်ကြည့်မယ်ဆိုရင်ဟာဖယားလှုပ်ကြွေးမဲ့ပုဂ္ဂိုလ်လိုးနေတယ်လို့တောင်းဆိုတာလို့ဖြစ်နေစီပေါ့နော်သို့သောမြတ်စွာဘုရားဆိုတာဘယ်ကိစ္စကိုမှအမှတ်တမဲ့လုံးလို့မရှိဘူးဖြစ်ပေါ်လာမဲ့အခြေအနေတစ်ခုစဉ်းကျင်သုံးသပ်ပြီးတော့မှပြောဆိုလေးရှိအကြောင်းတွေကိုအကုန်စုံသိပြီးတော့မှပြောလေးရှိဒါကြောင့်မို့ဝိနည်းကျမ်းတွေမှာတေချာဆိုတယ်မြတ်စွာဘုရားမေခွန်းမေးပြီးဆိုရင်တဲ့ရွယ်ချက်နှစ်ခုရှိတယ်တဲ့တရားရင်လည်းဟောမယ်ဥပဒေရင်လည်းပြညတ်မယ်ဒီနှစ်ခုပဲတဲ့နော်ဆုံးမဩဝါဒပေးခြင်းပေးမယ်ဥပဒေပြညတ်ခြင်းပြညတ်မယ်ဒီနှစ်ခုနဲ့မေခွန်းမေးတယ်တဲ့အဲ့ဒါလို့တန်ခါပရိသတ်နဲ့ပတ်သက်ပြီးအခုလည်းပဲတန်ခါပရိသတ်ထဲမှာမြတ်စွာဘုရားစကားစရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ရှင်အနန္ဒာတို့ဆိုတာဒီပရိသတ်ထဲမှာပါတယ်ဣဂန္တိမဟာလကောအာမိအခုငါအသက်ကြီးပြီ55နှစ်ကိုအသက်ကြီးပြီအခုခေတ်ကလူတွေကတော့မလေးတက်60 80မကြီးသေးဘူးလို့ပြောတယ်သူကဘယ်သွားအတွက်တုံးဆို80 90သမားနဲ့တွဲပြီးမကြီးသေးဘူးတဲ့ဟိုတခါကြီးတယောက်ဆိုလို့ရှိရင်သူ82နှစ်ဆိုတခါကြီး82နှစ်အသက်ကြီးလာပြီဆိုတော့အောင်မယ်ခုမှ16နှစ်ရှိသေးတယ်သူက81ကိုပြောင်းပြန်ပြန်ပြီးတော့ပြောတာအဲ့ဒါလိုပဲ82တွေ့တဲ့အခါလည်းပဲ28ရှိပါသေးတယ်တဲ့ပြောနော်83နဲ့38ပဲရှိသေးတယ်လို့ပြောတယ်အဲ့ဒီနောက်သူမေးလောက်ပြီဆိုတော့သူအသက်88ကျတော့တခါရောက်လာတော့ဘုန်းကြီးကမှတ်ထားကဲပြန်အောင်လေလို့ခု88ကိုကဲပြောပါအောင်လို့အသက်ဘယ်လောက်ရှိပြီနော်88ဆိုဘယ်လိုလဲဖိုးဝဟိုရင်ပေါ့ပြစ်တိုင်းတောင်ဖြစ်နေဘို့လိုလဲလိုက်လဲ88ဒီလိုလဲလိုက်လဲ88ဆိုပြုံးနေတယ်အဲ့ကြတော့ဘာမှပြုံးဘူးဟောအဲ့လိုလူတောင်ရှိသေးတယ်တကယ်ရှိတာဒါပုံမြင်မဟုတ်ဘူး88ကို88ကျတော့သူဘာမှပြောနိုင်တော့ကဲပြန်အောင်လေလို့အရင်တော့81တုန်းက16နှစ်သားပဲလို့ပြောတယ်မဟုတ်လားလို့အခုကဲပြောလိုက်88ရောက်နေပြီဘယ်လိုပြောမလို့ဆိုရီးနေတယ်ပြောလို့ဖြစ်တော့လေအဲ့တော့မြတ်စွာဘုရားကကြည်တဲ့55တဲ့ပဲမြတ်စွာဘုရားလည်း55ဆိုဟိုဘက်လဲ55ဒီဘက်လဲ55ပဲလေအဲ့တော့ဣရဏိမဟာလကောအာမိငါအခုတက်ကြီးပြီတဲ့အတွေ့အကြုံကိုမြတ်စွာဘုရားပြောပြတယ်ဧကိစေဘိက္ခုငါကိုလာပြီးတော့အနိကပြုစုတဲ့ယဟန်တွေကတချို့ကိုယ်တော်တွေကတဲ့ဣမိနာမေခေနာဂစ္ဆာမာတိဟုတ်တယ်ငါဒီလမ်းကသွားကြရအောင်ပြောရင် तू ကမဟုတ်ဘူးတဲ့ဟိုလမ်းကသွားမယ်ဆိုပြီးတော့ငါသွားချင်တဲ့လမ်းကို तू မသွားဘူးလေမလိုက်ဘူးတဲ့အဲ့ဒါလို့ငါစကားနားမထောင်တဲ့ကိုယ်တော်တွေရှိတယ်အေးဘေးကတော့ထင်လိုက်မယ်ဘုရားဆိုရင်ဘုရားစကားအကုန်နားထောင်ကြလိမ့်မယ်လို့မဟုတ်ဘူးနော်ဘာမှဘူးနဲ့ကိုယ်သားသမီးကကိုယ်စကားနားမထောင်ရင်ဒါထုံးစံပဲလို့သာမှတ်တယ်ကိုယ်တပည့်ကကိုယ်စကားနားမထောင်နဲ့ဘုရားတော်မှာပဲနားမထောင်တဲ့ကိုယ်တော်ရှိအဲ့ဒါလို့နှလုံးသွင်းတတ်ရဟောအဲ့ဒါလို့ပြောပြီးတခြားလမ်းကသွားတယ်တဲ့ပြီးတော့တချို့ရဟန်းတွေကတဲ့မြေကြီးပေါ်သူ့တပိတ်သင်္ကန်းတွေကိုချပစ်ပြီးတော့သူသွားခြင်းနဲ့လမ်းသွားတယ်တဲ့အဲ့လောက်တော့လောက်တာနော်ဘုရားသင်္ကန်းတပိတ်ကိုယူလာပြီးတော့မြေကြီးပေါ်ချထားပြီးတော့အဲ့လိုသွားတာပြီးတော့တချို့ကိုယ်တော်တွေကြတော့နေပါဦးငါတစ်ပါးတည်းရှိသေးတယ်နောက်တစ်ပါးလာမှသွားပါဆိုတော့မနေနိုင်ဘူးတဲ့အရှင်ဘုရားကကိစ္စပြီးနေပြီတဲ့အရှင်ဘုရားတရားကျင့်စရာမရှိဘူးတဲ့တပည့်တော်ကအခုမှဘာမှတရားလို့မရသေးဘူးသွားရမှာပဲဆိုပြီးဒီလိုဆွသွားတဲ့ကိုယ်တော်လည်းရှိလားနော်အဲ့ဒါလို့သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့အဲ့ဒါကြောင့်မို့လို့ငါအတွက်အမြဲတမ်းပြုစုလို့ကြွေးမဲ့ယဟန်တစ်ပါးလိုနေပြီတဲ့အဲ့ဒါကိုမင်းတို့သိကြလို့ပြောလိုက်ဟုတ်တယ်လေခေါင်းဆောင်တယောက်အနေနဲ့ဒီလိုပြောမှာပဲဒါအဲ့ဒါမြတ်စွာဘုရားကသူ့အတွက်ပြောတာလားလို့ဆိုမဟုတ်ဘူးလို့ဘုန်းကြီးတို့စဉ်းစားလို့ရဘာလို့လဲဆိုတော့မြတ်စွာဘုရားဆိုတာနော်ဒီသူ့ကိုရေးကိုယ်တာကိစ္စနဲ့သူများကိုဒီလိုအမျိုးပြောမှာမဟုတ်ဘူးဘာလို့လောကသားတို့အတွက်ကြိုးပမ်းတာတော့ပါရမီတွေဖြည့်ပြီးတော့ဘုရားရဲ့အလုပ်ကျွေးရဟန်းဖြစ်
ပါရမီဖြည့်လာတဲ့ပုဂ္ဂိုလ်နေရာမှာနေရာမပေးရသေးဘူးဖရာတဆူပွင့်တယ်ဆိုလို့ရှိရင်ဆူတောင်းလာတဲ့ပုဂ္ဂိုလ်တွေရှိတယ်လက်ရရန်တပြည့်အက္ခတဝကဖြစ်ဖို့လက်ဝဲရန်အက္ခတဝကဖြစ်ဖို့နော်ဒါတွေကဆူတောင်းလာဂုဏ်လူဝိသေသရနဲ့ဆူတောင်းလာအဲ့ဒီမဲ့အရေးကြီးတာဥပဋ္ဌာကဆိုတဲ့အလုပ်ကျွေးရဟန်းအဲ့ဒါလည်းဆူတောင်းလာတာတားတော်ဆိုတာလည်းဆူတောင်းလာတယ်မိဘနှစ်ပါးဒါတွေအကုန်ဆူတောင်းလာတာထူးခြားတဲ့ဆူတောင်းနေတဲ့ဒီမှာအဲ့ဒီအလုပ်ကျွေးရဟန်းဟာထူးခြားတဲ့ဆူတောင်းတွေမှာပါတယ်ပေါ့မြတ်စွာဘုရားတဆူပွင့်လို့ရှိရင်မတူထူးခြားတာလေးတွေကအဲ့ဒါလို့ဖော်ပြနေရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားဥပဋ္ဌာကလို့ခေါ်တဲ့အနိကပြုစုတဲ့ယဟန်အဲ့ဒီယဟန်အတွက်ခွင့်ရေးပေးခြင်းလို့ဒီစကားကိုစတင်မိန့်ကြားတယ်လို့ဒီလိုမှတ်သားရမယ်ပေါ့ဘာလို့ဆို55နှစ်ဆိုမမချာချာကြီးပဲရှိသေးတယ်လေမမချာချာကြီးပဲရှိသေးတယ်သို့တော့ဒီအချိန်ကနေပြီးတော့ဒီယာရုခတ်ထားတဲ့သဘောမျိုးပေးတာအဲ့ဒီမှာဒီနေရာမှာဥပဋ္ဌာကလို့ဆိုတာအလုတ်ကျွေးယဟန်လို့ဘာသာပြန်ကြတယ်ဥပဆိုတာအနိကပ်ပြီးတော့ထာကယတ္တိသူအနိမတာဝန်ယူပြီးတော့ပြုစုတယ်ဘာတွေတာဝန်ယူပြီးတော့ဘုရားကိုပြုစုရတော့ဆိုလို့ရှိရင်ကြည့်သွားတယ်ခရီးသွားတယ်ဆိုဘုရားရဲ့တပိတ်သင်္ကန်းတွေပြင်ပေးတယ်ခောက်ပေးတယ်သိမ့်ပေးတယ်နောက်ကနေယူပြီးတော့လိုက်တယ်ပေါ့ဒီလိုပေါ့နော်အဲ့ဒါလို့ရေချိုးမယ်ဆိုလို့ရှိရင်ရေနွေးရေအေးစီစဉ်ပေးတယ်မနဲ့မျက်နှာသိဖို့ဆိုရင်မျက်နှာသိရေတို့တပူတို့ဒါတွေအစဉ်သင့်ထားပေးတယ်ပေါ့တပူဆိုတာခုခေတ်ကတော့သွားလိုက်တန်နေနဲ့သွားလိုက်ဆေးတွေနဲ့လွယ်တယ်လေရှေးခေတ်ကတော့အဲ့လိုမဟုတ်ဘူးတပူက3မျိုးလောက်ရတယ်3မျိုးဆိုတာအထူရဲ့အပါရဲ့အလတ်စားရဲ့အိန္ဒိယနိုင်ငံမှာတော့ခုချိန်ထိသုံးနေတော့ပဲတမာရိုးတွေကိုဖြတ်ထားပြီးတော့ကားခိတ်တွေတို့မိရထားတွေတို့ဆိုပြီးတော့ဒန္တပောနာဆိုပြီးလိုက်ရောင်းနေတာဒန္တပူနဲ့ရောင်းတာရှိတယ်ကလားတွေပါနော်သွားတိုက်တာအဲဒီတမာယိုးနဲ့သွားတိုက်တဲ့အလေးထားခုချိန်ထိပဲရှိတော့မယ်အဲ့တော့မြတ်စွာဘုရားအတွက်မနဲ့သွားတိုက်ဖို့တို့မျက်နှာသိဖို့တို့ဆိုတာလေးတွေကိုဆင်သင်လုပ်ပေးတာကြောင်းတန်ရှင်းလုပ်ပေးတာရေမိုးစီစဉ်ပေးထားတာမြတ်စွာဘုရားကဖဏမစည်းသည့်အတွက်ကြောင့်ဆွမ်းကကြွလာတယ်ဆိုခြေဆေးဖို့တွေပါဒီအကုန်လုံးဒီလိုဝေယဝိဆလေးတွေကိုအမြဲလုံးမဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီပုဂ္ဂိုလ်မျိုးဒီလိုပုဂ္ဂိုလ်မျိုးကလည်းဒီလိုလုပ်ဖို့အတွက်ဆုတောင်းလာမှရတယ်ပေါ့အဲ့ဒီမှာဝါ20တွင်းကရောအဲ့ဒီလိုပုဂ္ဂိုလ်တွေမရှိဘူးလားဆိုရှိတယ်ဘယ်နှပါးလောက်ရှိတော့ဆိုရင်9ပါးလောက်ရှိညီတော်အနန္ဒအပါဝင်9ပါးရှိတယ်မြတ်စွာဘုရားဝါ20အတွင်းဘယ်သူတွေတုံးလို့ဆိုလို့ရှိရင်ရှင်နာဂသမလာဆိုတဲ့ဘုရားရှိတယ်နောက်ရှင်နာဂိတနံပါတ်2ကနံပါတ်3ကဥပဝါနာဒီပုဂ္ဂိုလ်ရဲ့အကြောင်းကိုတဖြည်းဖြည်းအသေးစိတ်ဟောပြမယ်နောက်ကြုံတဲ့အခါကျနော်နံပါတ်4ကသူနခတ္တယဟန်နံပါတ်5ကစုံဒနံပါတ်6ကတာဂတနံပါတ်9ကရာဓာနဲ့နံပါတ်8ကမေဂိယနံပါတ်9ကရှင်အနန္ဒာဆိုပြီးမြတ်စွာဘုရားကိုကြုံတယ်လို့ဝင်ရောက်ပြီးတော့ volunteer ပေါ့ဝေကြီးငယ်ပြုတဲ့ပုဂ္ဂိုလ်တွေဒါပေမဲ့သတ်မှတ်ပြီးတော့တာဝန်အနေနဲ့ပေးတာမဟုတ်ဘူးအဲ့တော့ကြုံတယ်လို့ဝင်ပြီးတော့လုပ်ကြတဲ့ပုဂ္ဂိုလ်ကြုံတယ်လို့ဆိုတာကမကြုံရင်မလုပ်ဘူးဆိုတဲ့အဓိပ္ပာယ်ရလေဒါကြောင့်မို့ဒီဘာသာနဲ့တင်းပေါ့အဲ့ဒီလို PS ကိုထားဖို့ဒီလိုဆိုတာပေါ့နော်ဘာသာနဲ့တင်းမြတ်စွာဘုရားတဲ့ဥပဋ္ဌာကဆိုတဲ့ယဟန်ရတုအဲ့ဒီလိုမြတ်စွာဘုရားပြောတဲ့အခါကျတော့စိတ်မကောင်းဖြစ်ကြတယ်စိတ်မကောင်းမှုဆိုတာ2မျိုးရှိတယ်လို့မှတ်သားတာသံဃာပိဋကတွေထဲမှာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့စိတ်မကောင်းဖြစ်ကြတယ်ဆိုတာဘယ်လိုဖြစ်တာတော့ဆိုဓမ္မတံဝေခလို့ခေါ်တယ်ဓမ္မတံဝေခဆိုတာဟာအကုသိုလ်လန့်တာမဟုတ်ဘူးအကုသိုလ်စိတ်နဲ့လန့်တာမဟုတ်ဘူးနော်အကုသိုလ်စိတ်နဲ့လန့်တာမဟုတ်ဘဲနဲ့ကုသိုလ်စိတ်နဲ့ငါတို့မေ့လိုက်တာတော်တော်ဆိုးဝါးပါလားဆိုတဲ့လန့်နေညိုလန့်တာနော်အဲ့ဒါကိုဓမ္မတံဝေခလို့ခေါ်တယ်အကုသိုလ်နဲ့လန့်တာကြောက်တာကြတော့ဒေါသနဲ့လန့်တာကြောက်တာအခုယန္တာပုဂ္ဂိုလ်တွေမှာလန့်တာမရှိဘူးလားဆိုရှိတယ်
ဘာနဲ့လန့်တာတော့ဓမ္မတန်ဝေခါလို့ဓမ္မတန်ဝေခါဆိုတာဘာပြောတာတော့ဆိုဥတ္တပပါဝေနဲ့အတိညာလို့ဒီလိုဆိုတယ်သဟောတ္တပညာဏသဟဥတ္တပညာဏဥတ္တပညာဏဆိုတာကြောက်လန့်တဲ့ဉာဏ်လို့ဆိုလို့အတိညာနဲ့စဉ်းစားပြီးတော့ဩတို့မလုံမိတာမှားလိုက်တာတို့ဒါမျိုးမဖြစ်သင့်ဘူးနဲ့ဆိုပြီးတော့စိတ်မကောင်းဖြစ်ကြတယ်ပေါ့နော်ရှင်သာရိပုတ္တရာတို့စိတ်မကောင်းဖြစ်ပြီးရှင်သာရိပုတ္တရာအရင်ဆုံးထပြီးတော့တပည့်တော်ပြုစုပါမယ်ဗျာတပည့်တော်ကိုယ်တိုင်ပြုစုပါမယ်ဆိုပြီးတော့ရှောက်တော့မြတ်စွာဘုရားလက်တားတယ်မဟုတ်ဘူးသာရိပုတ္တရာမင်းဟာဓမ္မဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတဲ့ကြောင့်ငါမရှိတဲ့နေရာမင်းရှိနေရင်ငါရှိနေတယ်လို့ပဲဟုတ်လားယန္တာငါတွေတရားဓမ္မနဲ့ပတ်သက်ပြီးမရှင်းမလင်းရှင်သာရိပုတ္တရာသွားမေးအကုန်ရှင်းဒီလိုဟောမြတ်စွာဘုရားရဲ့ကိုယ်စားအလုံးလုံးနိုင်တယ်မြတ်စွာဘုရားဟောတဲ့တရားမျိုးကိုတူယူပြီးတော့ထူးထူးခြားခြားဟောပြောနိုင်မြတ်စွာဘုရားဟောတဲ့ဓမ္မစက္ကကိုထပ်ပြီးတော့လက်ပတ်စေနိုင်တဲ့ပုဂ္ဂိုလ်ဟာရှင်သာရိပုတ္တရာတပါးပဲရှိတယ်လက်ပတ်စေနိုင်တယ်အဲ့တော့ရှင်သာရိပုတ္တရာငါနဲ့ငါ့ကိုပြုစုဖို့မလိုဘူးမင်းစုတောင်းတာအဲ့ကသာဝကစုရှင်မောက္ကလံကလည်းထားလျှောက်တယ်အဲ့ဒီတန်ဃာတွေအားလုံးအတိတိမဟာသာဝကကြီး80လုံးကစိတ်မကောင်းဖြစ်ပြီးတော့ထားလျှောက်ကြတယ်အတိတိအဲ့ဒီထဲမှာပါတဲ့ရှင်အနန္ဒာတပါးပဲမလျှောက်ဘူးဟုတ်တုတ်ထိုင်နေတယ်ဟုတ်တုတ်ထိုင်နေကျန်တဲ့ကိုယ်တော်တွေကတော့သူလုံးပါမယ်နဲ့ထားလျှောက်ရှင်အနန္ဒာမလျှောက်ဘူးမလျှောက်တော့ဘေးကကိုယ်တော်တွေကဟာငါရှင်အနန္ဒာလျှောက်လေဆိုတော့သူကဘာပြောတော့ဆိုတောင်းလို့ရတဲ့ယာတုဟာတန်ဖိုးမရှိပါဘူးလို့ပြောတယ်နော်ဒါလည်းတတိထားเสียကောင်းတယ်ပေါ့သူ့ရဲ့စိတ်နေသဘောထားကြည့်တောင်းယူလို့ရတဲ့အရာဟာတန်ဖိုးမရှိပါဘူးရသော်ဗျာသူ့မြင်ပါတယ်တဲ့သူပြုစုတာတွေလည်းသူပြုစုဘူးတဲ့ပေါ့သူသဘောကြရင်အနန္ဒာငါပြုစုလို့ပြောရင်ရတာပဲညီကိုတုံးခွဲပဲတော်သေးတာပဲရှင်အနန္ဒာဆိုတာသုတ္တရဏမင်းကြီးရဲ့ညီအရင်အမိတောရဏတာဂိဝေမင်းကမွေးတာသူ့သားသူ့နှမလေးကနန္ဒာဆိုတာတယောက်ရှိနော်မောင်နှမနှစ်ယောက်စလုံးသာသနာပေါင်းရောက်နေတာသူတို့မြတ်စွာဘုရားနဲ့ရှင်အနန္ဒာဆိုတာဖွားဘက်တော်အဲ့တော့လောက်ယဉ်နှီးထားတဲ့တပိညီကိုဖွားဘက်တော်တတုရွယ်သူသို့တော့သူကစုပန်လာတဲ့ပုဂ္ဂိုလ်ပဲအဲ့တော့ရှင်အနန္ဒာရှင်ဘုရားတောင်းလိုက်လေလို့ဆိုမတောင်းဘူးသူကမတောင်းတဲ့အခါကျတော့မြတ်စွာဘုရားဘာပြောတော့ဆိုသူ့ပေးရမှာဒီယာတုကဘာလို့သူဆုတောင်းခဲ့တာသူပါရမီဖြည့်ခဲ့တာဒီအတွက်ပါရမီဖြည့်တာကျန်တဲ့ပုဂ္ဂိုလ်တွေကဒါအတွက်လောက်တာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားအတိတ်ကိုကြည့်ရနော်ယာတုဆိုတာခန့်နေတိုင်းခန့်လို့မရဘူးဒီလူကငါတူဆိုပြီးခန့်လိုက်လို့ဖြစ်တာမှမဟုတ်တာငါအမျိုးငါတပည့်ဆိုခန့်တာမဟုတ်ဘူးဒီလူကတော့ဒီယာတုနဲ့ဒီနေရာမှာသူကဆုယူလာမြတ်စွာဘုရားသခင်ကိုရမြတ်တောင်ယာတုခန္ဓာရေးနဲ့ပတ်သက်ပြီးတော့အပြစ်တင်ပြောဆိုခံရတယ်လူတွေအင်္ဂါတွေထဲမှာတင်ပဲတူတူပြောတာရှိရှင်သာရိပုတ္တရာတို့ရှင်မောက္ကလံတို့အက္ခတာဝကယာတုပေးတော့အတော်မကြည်မနှက်ဖြစ်ကြမကြည်မနှက်ဖြစ်တယ်ဆိုတာယန္တာတွေကမဖြစ်ပါဘူးပုရုဇဉ်တွေကဖြစ်တာလူတွေဆိုတာဘယ်လိုက်တယ်လို့ထင်ကောင်းထင်တတ်ကြတယ်ပေါ့တဘာဝမတရားဘူးလို့ပြောဖြစ်တတ်ကြတယ်လူရဲ့စိတ်ဆိုတာနော်တရားလည်းမတရားဘူးဆိုတာမြတ်စွာဘုရားပဲသိတယ်ခုရှင်အနန္ဒာမထေရမြတ်ကိုမြတ်စွာဘုရားဗာမိတ်လိုက်တော့ဆိုအေးအနန္ဒာသူများတိုက်တွန်းเสียမလို့ပါဘူးသူကသူသိပါတယ်လို့ဒီစကားလေးပဲပြောလိုက်တာအဲလိုပြောလိုက်တာနဲ့ရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်တပည့်တော်ပြုစုပါမယ်တဲ့နော်မြတ်စွာဘုရားကိုပြုစုပါဒါပေမဲ့လို့သူတောင်းဆိုချက်10မျိုးကိုတော့သူကြိုတင်ပြီးတော့တောင်းမရစေဘူးတောင်းဆိုချက်10မျိုးအဲ့ဒါကိုစု8ပါးလို့ဆိုတော့ဒီပြင်စုတွေလို့ထင်းနေမစုံတော့တောင်းဆိုမှု8ချက်သူတောင်းဆိုတာဘာလို့တော့ဆိုရင်တောင်းဆိုတဲ့အခါမှာသူမလို့ချင်တာမလုပ်ချင်တဲ့အချက်ပေါ့တောင်းဆိုတဲ့ထဲမှာသူကဘာတွေတောင်းဆိုတာမလို့ချင်တာ၄ခုနဲ့လိုချင်တာ၄ခုအဲ့၄ခုပဲသူတောင်းဆိုမှုကနော်သူမလို့ချင်တာတွေကိုလည်းသူတောင်းဆိုတယ်မလုပ်ပြရစေနဲ့လို့တောင်းဆိုတယ်နော်အဲ့တော့ဘာလို့ဆိုအခွင့်အရေးယူတာမျိုးသူမလုပ်ဘူး
အခွင့်အရေးယူခြင်းကိုသူမလုပ်ချင်ဘူးလောကလူတွေကအခွင့်အရေးမရခင်ကပဲယူခြင်းနေတာလေအဲ့တော့ရှင်အာနန္ဒာရဲ့စိတ်ဓာတ်ကသူကအခွင့်အရေးယူတာမျိုးမလုပ်ချင်လို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့အခွင့်အရေးမပေးဖို့တောင်းဆိုတာဘာတွေအခွင့်အရေးမပေးဖို့တောင်းဆိုတော့ဆိုမြတ်စွာဘုရားကိုတရားဓမ္မတွေကကြီးညိုလို့လှူလိုက်တဲ့သင်္ကန်းသူ့ဘယ်တော့မှမပေးပါနဲ့အဲ့ဒါနော်မြတ်စွာဘုရားကိုကြီးညိုလို့တထေးတကြွယ်တွေကနေပြီးလောင်းလိုက်တဲ့ဆွန်သူဘယ်တော့မှမကြွေးပါနဲ့ဟောဒါဒီအခွင့်အရေးတွေကိုသူလုံးဝမလုပ်ချင်ဘူးမြတ်စွာဘုရားနဲ့သတင်းသုံးတဲ့မြတ်စွာဘုရားနဲ့သတင်းသုံးတဲ့ခန္ဓာကုရိတိုက်ထဲမှာသူအခန့်သားဘယ်တော့မှမနေပါရစေနဲ့မြတ်စွာဘုရားနဲ့တဆောင်နဲ့တချောင်းနဲ့ဘယ်တော့မှမနေခွင့်မပေးပါနဲ့ဒါတစ်ခုနောက်နံပါတ် 4ကျတော့မြတ်စွာဘုရားကိုပင့်တဲ့အပင့်အဖိတ်တွေမှာသူ့ကိုဘယ်တော့မှခေါ်မသွားပါနဲ့ဒီ 4ခုဟာဒါပယ်စု 4ခုလို့သုံးကြတယ်ပေါ့နော်တောင်းဆိုမှု 4ခုတည်းမှာသူ့အတွက်ဒီမလို့ချင်တာဒီအခွင့်အရေးပေးတာမျိုးမလုပ်ပါနဲ့လို့မြတ်စွာဘုရားကိုအရင်တောင်းဆိုတယ်ဘာဖြစ်လို့အရှင်အနန္ဒာကဒီလိုတောင်းဆိုတာတုံးလို့ဆိုလို့ရှိရင်ဘေးကလူဆိုတာအပြစ်မြင်မှုသိလွယ်တာလေလူဆိုတာအပြစ်ဆိုတာသိပြောတတ်တာပဲဘယ်သူကြီးပြောတာပါပဲဒါကတော့လူလောကမှာအပြစ်ပြောတာတွေလိုက်ကြည့်မနေနဲ့အပြစ်ဆိုတာပြောမှာကြီးပဲအကုန်လုံးနော်တချို့ပိုးပြီးတော့ကတ်တတ်ပြောတတ်သေးတယ်တချို့လူတွေကြအပြစ်ကိုတစ်ခွာပြောတတ်သေးတယ်နော်သူများအပြစ်ကိုလေဒါကြောင့်ပြောကြတယ်ကိုမျက်ချီတော့ကိုမမြင်ဘူးသူများမျက်ချီကြတော့အတုံးလိုက်မြင်တယ်ဆိုတာအဲ့တော့လူဆိုတာသူများကိုအမြဲတမ်းကြည့်ပြီးတော့အပြစ်ပြောလို့ရှိတဲ့အကျင့်ကြီးဝါသနာကြီးရှိနေတာအဲ့ဒီအပြစ်ပြောတာတွေကိုကိုရှောင်နိုင်မှရှင်အနန္ဒာလျှောက်တယ်အကယ်၍တဲ့မြတ်စွာဘုရားပေးတဲ့သင်္ကန်းတပည့်တော်ဝတ်မယ်မြတ်စွာဘုရားကြွေးတဲ့ဆွမ်းမြတ်စွာဘုရားကြောင်းထဲမှာအတူတကွအခမ်းအနားကြီးနေမယ်ဘုရားကြောင်းဆိုတာသူများကြောင်းနဲ့ကောင်းမှာဟုတ်အဲ့ဒီထဲမှာနေမယ်ဘုရားကပင့်နေဘယ်နေရာဖြစ်ဖြစ်အာနန္ဒာတို့လိုက်ရတယ်ပေါ့ဒီလိုဆိုလို့ရှိရင်ဘေးကလူတွေကပြောကြလိမ့်မယ်တဲ့ဘေးကိုယ်တော်တွေကအာနန္ဒာဘုရားလှုပ်ကြွေးတာလှုပ်ကြွေးမှာပေါ့ကွာဟုတ်လားသင်္ကန်းလည်းကောင်းကောင်းဝဲရဆွန်းလည်းကောင်းကောင်းစားဘုရားလူတာတွေသူကြည့်ပဲလို့ပြောမှာပဲဒါသိကြတယ်နော်ခုခေတ်လည်းမပြောဘူးလားဆိုပြောမှာပဲဒါနော်ဘုရားရတာတွေကုန်သူကြည့်ပဲဘုရားပင်တယ်ဆိုသူပါနေရတာပဲအများအားဟောမလိုက်ရတဲ့ကိုတော့ပြောမှာပဲလေဒါထုံးစံအဲ့ဒါတွေအပြောမခံနိုင်ဘူးတဲ့ဒါကြောင့်မို့လို့ဒီအချက် 4 ချက်ကိုတော့သူ့ကိုခွင့်မပေးပါနဲ့ဒါကိုသဘောတူလို့ရှိရင်သူလှုပ်ကြွေးပါမယ်မြတ်စွာဘုရားသဘောတူလိုက်တယ်ဟောနောက်တစ်ခုလိုချင်တာကိုလည်းသူတောင်းတယ်သူလိုချင်တာဘာလဲဆိုရင်သူတောင်းတဲ့ဟာကလိုချင်တာကိုတော့အာယာစနလို့ခေါ်တယ်ခုနတုန်းကမလိုချင်တာကိုပယ်မြစ်တာကိုပဋိခေပလို့ခေါ်တယ်လိုချင်တာဘာတောင်းလို့ဆိုလို့ရှိရင်တဏှာယာကတရားဓမ္မတွေကနေပြီးတော့အရှင်အာနန္ဒာမြတ်စွာဘုရားကပင့်ပြီးတော့တပည့်တော်တို့အိမ်ကြွပါတော့မဟုတ်ဘယ်မြို့ပဲရွာအရှင်ဘုရားတို့လမ်းကြုံလို့ကြွပါဆိုရှင်အာနန္ဒာကလက်ခံခဲ့တယ်လက်ခံတဲ့အခါဘုရားကိုပင့်မရဘူးဆိုရင်သူရှက်ကွဲမယ်လေအဲ့ဒါမျိုးကိုသူကနံပါတ် 1အနေနဲ့တပည့်တော်လက်ခံခဲ့လို့ရှိရင်မြတ်စွာဘုရားတပည့်တော်ကိုလိုက်လျောတဲ့အနေနဲ့တပည့်တော်ပင့်တဲ့စီကြွပေးရမယ်ဒါတစ်ခုနော်ဒါလည်းတရားပါတယ်တရားတယ်နော်တရားတယ်သူရှင်အနန္ဒာလက်ခံထားတာကိုမြတ်စွာဘုရားလိုက်လျောရမယ်တစ်ခုနောက်ခရီးဝဲကနေပြီးတော့ဧည့်သည်တွေအဝေးကြီးကနေတိုင်းတစ်ပါးတွေကနေနယ်တစ်ပါးတွေကနေနယ်တခြားတွေကနေလာပြီးတော့မြတ်စွာဘုရားကိုလာပြီးတော့ဖူးတွေ့ကြတယ်ဆိုတာအဲ့ဒါလို့ဖူးတွေ့တဲ့ပုဂ္ဂိုလ်တွေကိုရှင်အနန္ဒာတပည့်တော်တို့ဘုရားကိုတွေ့ခြင်းလို့ပါဆိုရင်ချက်ချင်းတွေ့ခွင့်သူဟာတောင်းဆိုနိုင်ခွင့်ရှိရမယ်ဘုရားကိုချက်ချင်းလိုက်ပြီးတော့တွေ့အောင်လုပ်ပေးနိုင်ဒီလိုဆိုလားအခွင့်အရေးနော်ဒီအခွင့်အရေးလေးကိုတပည့်တော်ပေးပါတဲ့ဆိုမြတ်စွာဘုရားပေးနောက်တစ်ခါတပည့်တော်မှာတဲ့ယင်ထဲကမရှင်းတဲ့အချက်လက်တွေရှင်းအချိန်မရွေးမြတ်စွာဘုရားကိုမေးခွင့်ပေးပါဒါတစ်ခုနောက်ဆုံးတစ်ခုကတော့ဘာလို့ဆိုရင်
ရှင်ဘုရားတပည့်တော်မပါတဲ့နေရာဒီမှာဟောခဲ့တဲ့တရားတွေမှန်သမျှတပည့်တော်ပြန်ပြီးတော့ပြောပါရီထိုးပေါ့နော်ရီထိုးလို့ပါပြန်ပြီးတော့ဟောပေးပါတပည့်တော်ဒါဖြင့်ဒါတွေဘာလို့ပြောတာတုံးလို့တောင်းဆိုရတော့ဆိုရင်ဒါတွေကအများတွေနဲ့ပတ်သက်ပြီးတော့ကဲရစရာဖြစ်နိုင်တယ်တဲ့ဟာအာနန္ဒာဘုရားနောက်ကနေပြီးကောက်ကောက်ပါအရေးလိုလိုက်နေပြီးတော့ကြည်စံသူပင့်တဲ့နေရာဆိုရင်လည်းဘုရားကညင်းတယ်သူဘာမှအသုံးမချဘူးနော်သူဘုရားကသာလှုပ်ကြွေးနေတာသူဘာခွင့်ရေးမှမရဘူးလို့ပြောတယ်လို့ပြောမှာပဲလေသူဘာခွင့်ရေးမှမရဘူးအဝေးကလာတဲ့ပုဂ္ဂိုလ်တွေကိုလည်းသူ့မှာဘာအာဏာမှမရှိဘူးဘုရားတောင်မှဆုံပေးခွင့်သူ့မှာမရှိဘူးဟောဒီလိုပြောလိုက်မယ်တဲ့တန်တရားရှိတာတောင်သွားပြီးတော့သူ့မှာမေးပိုင်ခွင့်မရှိဘူးဘာများအခွင့်အရေးရှိလို့တော့ဟောလူဆိုတာကြံ့ကြံ့ဖန်ဖန်ပြောတယ်လေအဲ့ဒါလိုပြောလိုက်မယ်တဲ့နောက်ကိုယ်ရမှာဟောခဲ့တဲ့တရားကိုပြန်ဟောဖို့ဆိုတာကြာလူတွေကပြောကြလိုက်မယ်အာနန္ဒာဘုရားနောက်ကနေအရေးလူတစ်ခေါက်ခေါက်လိုက်နေပြီဟိုဟာလေးမေးလိုက်မသိဘူးဒီဟာလေးမေးလိုက်မသိဘူးဆိုရင်တပည့်တော်ရှက်ရှာကောင်းမှာပေါ့ဒါမို့လို့ရှင်အနန္ဒာဟာမြတ်စွာဘုရားတရားတော်တွေကိုအများကြီးမှတ်သားပြီးတော့ကြက်မှတ်နေတဲ့ပုဂ္ဂိုလ်တူပဲဖြစ်တယ်ဘယ်နေရာပါဟောခဲ့တာဖြစ်ဖြစ်အကုန်လုံးမြတ်စွာရှင်အနန္ဒာဧဝမေတုတံဆိုတာရှင်အနန္ဒာစကားတွေပဲဧကံသမယဘဂဝါတာဝဋ္ဌိယရာဇဂေဝိရတာစသဖြင့်ရှင်အနန္ဒာဏိဒံပြုခဲ့တဲ့စကားတွေအဲ့တော့ရှင်အနန္ဒာအကုန်မှတ်မိတယ်ဆိုတာဉာဏ်ကောင်းလုံးအားကြီးလို့မှတ်မိတာလို့ဒီလိုကြီးတယ်မတွက်နဲ့လုံလဝိရိယကောင်းလို့မှတ်မိတယ်အမြဲတမ်းကြက်မှတ်ပြန်ဆိုပြီးတော့နေတာသူကနော်ဝိရိယတာကောင်းတယ်မှတ်ဉာဏ်လည်းကောင်းတယ်ဝိရိယလည်းကောင်းတယ်အေးမှတ်ဉာဏ်လေးတော့ကောင်းပါတယ်ဝိရိယမကောင်းဘူးဆိုလည်းပျောက်သွားမှာပဲခေါင်းကုတ်စဉ်းစားသဘင်နေတာကျွတ်မှာဘာမှထွက်လာမှာမဟုတ်ဘူးရှင်အနန္ဒာမထေရမြတ်ကနောက်ကြတော့တွေးလိုက်မယ်သူ့ရဲ့အကြောင်းအရာတွေကိုဖော်ပြတဲ့အခါကျအဲ့ဒါလောက်ထိအောင်ရှင်အနန္ဒာမထေရမြတ်ကလည်းအမျှော်မြင်ကြီးမားတယ်သူတောင်းဆိုချက်10မျိုးမြတ်စွာဘုရားခွင့်ပြုမယ်ဆိုရင်ဘယ်သူမှပြစ်တင်စရာမရှိတော့အဲ့ဒါဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဒီအလုတ်အကျွေးအဖြစ်သူတောင်းယူရမယ်ဆိုအင်တမမိုးတရားချေအောင်ရှင်အနန္ဒာမြတ်စွာဘုရားပြုစုတယ်ဘယ်သူလုံနိုင်မလို့စဉ်းစားကြည့်မြတ်စွာဘုရားဘာမှပြောစရာမလိုတော့အောင်ရှင်အနန္ဒာဟာအရင်ကလည်းလူကျွေးပြုစုခဲ့ပြီးတော့အချိန်နဲ့တပြေးညီနော်ချိုးစရာရေဆိုလဲအစနစ်ခြေဆေးဖို့ရေဆိုတာလဲအစနစ်တပူအစနစ်မျက်နှာသစ်အစနစ်အကုန်လုံးသင်္ကန်းတွေဘာတွေကစပြီးတော့အကုန်လုံးပြင်ဆင်ပေးအစနစ်မြတ်စွာဘုရားရဲ့အရေးကဲလဲလွန်သည့်တခါတလေမြတ်စွာဘုရားကနှုတ်ကထွက်ပြီးတော့ပြောတာမဟုတ်ဘူးအရေးကဲတင်ပြတယ်တခါတည်းဟန်သူ့ကိုတပိတ်ရှင်အနန္ဒာကိုတပိတ်မယူခိုင်းမနဲ့ကိုယ်တိုင်ကြွပြီဆိုရင်ဘယ်သူမှမလိုက်ကြတဲ့နောက်ကဒါမြတ်စွာဘုရားရဲ့သင်္ကေတပဲသူတပိတ်သူယူပြီးသွားပြီဆိုရင်သူတပါးတည်းသွားမယ်ဒီလိုသိထားတယ်ပေါ့နော်သူတပါးတည်းကြွမယ်ဆိုတာကိုလေမြတ်စွာဘုရားနှုတ်နဲ့ပြောနေတာမဟုတ်ရှင်အနန္ဒာကအကဲခတ်တာနဲ့အကုန်သိတယ်ရှင်အနန္ဒာဆိုတာသူကအလွန်အကဲခတ်ကောင်းတဲ့ပုဂ္ဂိုလ်လို့မြတ်စွာဘုရားကိုယ်တိုင်ချီးမွမ်းခဲ့တယ်နော်အနုမာနလို့ခေါ်တယ်မှတ်ပြီးတော့သိတဲ့နေရာမှာရှင်အနန္ဒာအကောင်းဆုံးဘယ်နေရာမှာအမိန့်ရှိတာတုံးလို့ဆိုတဲ့အခါဘယ်နေရာမှာအမိန့်ရှိတုံးဆိုညသခေါင်ယံကိုလာပြီးတော့ဂါထာနဲ့မြတ်စွာဘုရားကိုလာပြီးတော့ရွတ်ပြီးတော့လျှောက်ထားဣဒံဟိတံစေတဝနံဣတိတံကနိတိဝိတံအာဟုထံဓမ္မရာစေနပိတိသင်္ဆန္ဒနံမမစေတော်အကြောင်းကြီးတန်ဃာတွေသတင်းသုံးနေတဲ့မြတ်စွာဘုရားကိုယ်တိုင်သတင်းသုံးတဲ့စေတော်အကြောင်းကြီးသူ့အတွက်ပိတိဖြစ်စရာကြီးပါလို့ပြောပြီးတော့ရှင်သာရိပုတ္တရာဟာတန်ဃာတွေထဲမှာတော့ပညာအရှိဆုံးပါပဲဆိုတဲ့စကားနဲ့ဆုံးသက်ပြောသွားတဲ့စကားကိုမြတ်စွာဘုရားကညကနတ်သားတယောက်လာလျှောက်တယ်လို့ပြောလိုက်တာနဲ့ပဲဒီနတ်သားဟာတခြားလူမဖြစ်နိုင်ဘူးအနာရဝိပဲဖြစ်မယ်ဆိုတာရှင်အနန္ဒာတတ်ပြီးတော့ပြောနေဘာလို့လို့ဆိုဒီဇေတော်ကြောင့်ပြောတာမဟုတ်ဘူးရှင်သာရိပုတ္တရာကိုသူကအလွန်ကြီးညိုတာမြတ်စွာဘုရားပြီးရင်ရှင်သာရိပုတ္တရာကိုအကြီးညိုဆုံးပဲအကြောင်းတကားကြီးဒါကြီးညိုတယ်ဒါကြောင့်မို့ဧတဝပရမောတိယသာရိပုတ္တောဝပညာဧတဝပရမောတိယ
ပညာနဲ့ဆိုရင်ရှင်သာရိပုတ္တရာဒိဋ္ဌမ်းပဲဘုရားကလွယ်သူအမြင့်ဆုံးပဲလို့ဒီစကားလေးနဲ့တင်သူကဒါရှင်သာရိပုတ္တရာကိုကြီးညိုတဲ့စကားပြောတာဟာဆိုတဲ့နာရဝိတထေးပဲနာရဝိကဖြစ်လာတဲ့နတ်သားပဲဖြစ်ရမယ်နာရဝိတထေးကတည်သွားတာသတင်းရကြမှာရအောင်ပါလေနတ်သားတယောက်လာလျှောက်တယ်ဆိုတဲ့သတင်းကအရင်ရောက်တယ်နာရဝိတထေးဆုံးသွားတဲ့ညကနေလာပြောတဲ့စကားအဲ့ဒါကြောင့်ဒီအတန်ကြားလိုက်တာနဲ့ဒါအနာရဝိတထေးရဲ့စကားပဲဆိုတာကိုရှင်နန္ဒာတတ်ပြီးတော့ပြောနိုင်အဲ့ဒါကြောင့်မြတ်စွာဘုရားကမှန်းဆပြောတဲ့နေရာမှာအနန္ဒာအလွန်ကင်းပါတယ်လို့တခြားကိစ္စတွေမှာလည်းရှိတယ်ပေါ့နော်အဲ့တော့ရှင်အနန္ဒာမထေရမြတ်ကသူလိုချင်တဲ့ဆုတွေရပြီးတဲ့အခါမှာဝတ္တရားခြေပြုံဆိုတာပြုဆိုတာမှာအနန္ဒာလို့ခေါ်လိုက်ရင်ညမှာမကြားလိုက်မှဆိုလို့ဘာလုပ်လဲဆိုခန္ဓာကိုယ်ဒီတိုင်းပတ်ဝန်းကျင်မှာမိထုတ်ကြီးကင်ပြီးတော့တညာလုံးထိုင်နေတာနော်ကျောင်းကို9ဘတ်လှည့်တယ်တနေ့တည9ဘတ်လှည့်လက်ပတ်ပြီးတော့ကြည့်ကုံလုံးစိစိဆက်ဆက်နော် security ပါယူတဲ့သဘောပဲသူဟာရှင်အနန္ဒာမအိပ်မတီမြတ်စွာဘုရားကိုဒီလိုဆောင်းလျှောက်ခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒါနှစ်ပေါင်းဘယ်လောက်တုန်းဆို25နှစ်ပေါင်း25နှစ်လုံးမြတ်စွာဘုရားမှာအရေးပမာရှင်အနန္ဒာဟာထိတ်ဘုရားရဲ့အလုပ်အကျွေးတွေပြုစုခဲ့တယ်ဝတ္တရားခြေပြုံးစွာပြုစုခဲ့တာသူလောက်ဇွဲကောင်းတဲ့ပုဂ္ဂိုလ်ဟာမရှိဘူးဘုရားနာကဘယ်တော့မှမခွာပဲနဲ့နေတယ်သို့တော့တခါတည်းမြတ်စွာဘုရားသခင်ကိုရောမြတ်ကခေါင်းဆောင်လည်းဖြစ်တယ်လူကြီးလည်းဖြစ်တယ်တန်ခါပရိသတ်တွေနေရတယ်တန်ခါပရိသတ်ဆိုတာအလုံးဟာဒီပုရုဇဉ်တွေပါလာရင်အကုန်လုံးအကောင်းကြီးလို့ပြောလို့မရဘူးလူဟာလူပဲနော်ကိုသားတွေသမီးတွေထဲမှာလည်းအကောင်းကြီးပဲဟုတ်မလဲစကားပြောတာနားထောင်တဲ့လူရှိတယ်နားမထောင်တဲ့လူရှိတယ်ပြောအခက်တဲ့လူရှိတယ်မြတ်စွာဘုရားရဲ့တပည့်တွေထဲမှာလည်းပြောလို့ဆိုလို့ခက်တဲ့ကိုတော်တွေလည်းရှိတာနော်နားမထောင်တဲ့ကိုတော်တွေရှိတခါတော့ပြဿနာတစ်ခုမှာရှင်နုရုဒ္ဓရဲ့တပည့်ဥစဉ်2ပါးကတန်ခါကြားထဲမှာတခါအချင်းများအောင်သူတို့ဆွပေးနေကြတယ်ဟိုပြောလိုက်ဒီပြောလိုက်လှုပ်တယ်ဘုရားလက်ထက်ကကိုရှိတယ်နော်မြောက်ထိုးပင်ကိုလှုပ်နေတော့ရှင်အနန္ဒာမြတ်စွာဘုရားလျှောက်တယ်ရှင်နုရုဒ္ဓကဗျာတဲ့စကားလေးတစ်ခွန်းမှတောင်ပြောဖို့မရဘူးပေါ့ရှင်နုရုဒ္ဓနေနိုင်လိုက်တာသူတပည့်တွေတန်ဃာတွေတဦးနဲ့တူမတက်အောင်လုပ်နေကြတယ်သူတို့ပဲပြဿနာတွေပေါ်အောင်လုပ်နေကြတာရှင်အနုရုဒ္ဓတခုမှဝင်မပြောဘူးလို့မြတ်စွာဘုရားလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားအာနန္ဒာတဲ့အနုရုဒ္ဓကိုပြောနေတယ်သာရိပုတ္တရာတို့မင်းတို့ပြောကြပေါ့လို့ဆိုပြီးတော့အဲ့လိုပြောတာသုတ်တန်တစ်ခုရှိတယ်နော်ဒါလူသဘာဝလေးတွေပေါ်လွင်တဲ့သုတ်တန်လေးတွေကိုပြောပြတာနော်ဟောနောက်တစ်ခုမှာရှင်သာရိပုတ္တရာမထေရမြတ်ကနေပြီးတော့အဲ့ဒီတော့ကဒေဝရကတကိုးကြီးတဲ့ယဟန်တစ်ပါးပဲဒေဝရဟောတဲ့တရားနဲ့ပတ်သက်တဲ့နဲ့တူတယ်ဟောတဲ့အခါမှာဒေဝရကဒီတရားကိုဒီလိုဟောတယ်ဆိုတော့အဲ့ဒီပိဋကတ်ထဲပါတဲ့ကိုရောတစ်ပါးကရှင်သာရိပုတ္တရာအဲ့လိုမဟောတာမဟုတ်ဘူးတခြားနည်းဟောတာဆိုချက်ချင်းကန့်ကွက်ပြီးတော့ဝင်ပြောတာအဲ့ဒါရှင်သာရိပုတ္တရာကမဟုတ်ပါဘူးဒီလိုဟောပါတယ်သူလည်းကြားပါတယ်ဆိုနောက်တစ်ခုကိုရောဝင်ပြောပြန်3ချိန်တိုင်ပြောတော့ရှင်သာရိပုတ္တရာဆက်မပြောတော့ငြိမ့်နေအဲ့ဒါလိုငြိမ့်နေတဲ့အခါကျတော့မြတ်စွာဘုရားကရှင်အနန္ဒာတို့ကိုခေါ်ပြီးတော့ငေါက်တယ်အခုလိုသာရိပုတ္တရာကိုနှိပ်စက်နေတဲ့ပုဂ္ဂိုလ်တွေကိုမင်းတို့ဘာလို့မပြောချလဲပေါ့နော်ဘာလို့ဝိုင်းပြီးတော့မပြောလဲရှင်သာရိပုတ္တရာစကားကိုဝိုင်းထောက်ခံမလားဘာလို့မထောက်ခံတာလဲရှင်သာရိပုတ္တရာပြောတာအမှန်ဟိုကောကလန့်တိုက်တာအဲ့ဒါကိုဘာလို့မထောက်ခံကြတာလဲလို့ဆိုပြီးမြတ်စွာဘုရားကြိမ်မောင်းနေတဲ့အဲ့ဒါကိုရှင်သာရိပုတ္တရှင်အာနန္ဒာကပြန်ပြောတာဒီကနေ့မြတ်စွာဘုရားကဟိုတန်ခါပိဋကခေါ်ထားတယ်တဲ့စကားပြောလိုက်မယ်ခုနတုန်းကလည်းရှင်သာရိပုတ္တရာကိစ္စနဲ့ပတ်သက်ပြီးအငေါက်ခံရပြီးတဲ့အခုလည်းဘာပြောမလဲမသိဘူးပေါ့လေပြောစရာရှိရင်ရှင်ပဲပြောပါလို့ဆိုပြီးရှေ့ကကိုတော်ဓမ္မကိုသူကတိုက်တွန်းတယ်ဆိုတဲ့သုတ်တန်လေးတစ်ခုရှိတယ်အဲ့တော့လူသားပဲဒါတွေကအတော်လူသားပိတာတဲ့သဘောတရားတွေကိုပြောပြတာနော်လူပိဋကတ်ထဲဆိုတာဒီလိုပဲဘေးကနေအမြင်နဲ့လက်တွေ့နေထိုင်တာနဲ့တူတာမှမဟုတ်တာဟုတ်ဘေးကလူတွေရဲ့အမြင်နဲ့လက်တွေ့နေထိုင်တာကွာခြားတာ
မြတ်စွာဘုရားသခင်ကိုရောမြတ်လူသားဖရာဖြစ်သည့်အတွက်ကြောင့်လူတွေထဲမှာနေတဲ့အခါမှာလူတွေကတွေးခေါ်ပြီးမြတ်စွာဘုရားအပေါ်မှာမြင်တာတွေကလည်းပဲမြင်မှုခံရမှာပဲဘုရားသခင်ကိုရောမြတ်မှာတော့နော်ဒီမှန်ကန်တဲ့အသိဉာဏ်တွေနဲ့လွှမ်းမိုးပြီးတော့ထားသည့်အတွက်ကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုကပြေဝရတရားဥတရားမြတ်တွေလွှမ်းခြုံထားသည့်အတွက်ကြောင့်မှားယွင်းတယ်ဆိုတာတော့မရှိဘူးသို့တော်လူသားတွေလည်းနေသည့်အတွက်လူသားတွေနဲ့ဆက်ဆံနေရသည့်အတွက်ကြောင့်လူလိုတွေးတဲ့ပုဂ္ဂိုလ်တွေရဲ့ပြဿနာအရေးတွေကတော့ဘုရားကိုယ်တော်မြတ်လည်းကြုံတွေ့မှာပဲဒါသိကြတယ်ပေါ့ပြောစရာရှိတာတွေပြောရတယ်ဆိုစရာရှိတာတွေဆိုရတယ်ခေါင်းဆောင်ပြီးပြီနော်ငဲ့ပြီးတော့မနေဘူးရှောင်လဲပြီးတော့မနေဘူးတခါတော့ကရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ဥဆောင်တဲ့တန်ဃာတွေမြတ်စွာဘုရားစီလာကြတယ်လာရင်ကနေပြီးတော့တပိတ်သင်္ကန်းတွေသိရင်ကြောင်းရှိတဲ့ကိုရောကြီးနဲ့စကားပြောတဲ့အခါကျဲလောင်ဖြစ်သွားတယ်အတန်လေးနည်းနည်းဆူတော့မြတ်စွာဘုရားကဏ္ဍကုရိတိုက်ထဲကထွက်လာပြီးတော့အာနန္ဒာဆူနေကြတာဘယ်သူတွေလဲဘာသာနေလဲမြတ်စွာဘုရားအမြဲတမ်းမေးလို့ရှိတယ်ဆူတာလုံးဝမကြိုက်ဘူးနော်ဆူတာလုံးဝမကြိုက်ဘူးမကြိုက်တော့မြတ်စွာဘုရားပြောတဲ့စကားလုံးလေးကဘာလို့ဆိုကေဝတ္တမင်းကြီးလစ္ဆဝီလောပိငါလူဖမ်းနေတဲ့တဏှာတွေကြနေတာပဲလို့ဒီစကားကိုအမြဲတမ်းသုံးတယ်ငါလူဖမ်းနေကြတဲ့တဏှာတွေလိုပဲတနည်းအားဖြင့်ပြောမယ်ဆိုရင်တဏှာတွေကဈေးထဲမှာငစိမ့်တွေရန်တွေ့နေတယ်လို့ပဲဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာနော်အဲ့ဒီလိုပြောပြီးတော့တပည့်တွေဗျာတဲ့ဒီကအပြောရင်းကနေအတန်ထွက်သွားတယ်ဆိုအေးအဲ့ဒါဆိုရင်အဲ့ဒီယဟန်တွေငါစီလာဖို့မလိုဘူးအလုံးပြန်ကြကနင်းနေဆိုပြီးတော့ခိုင်းလိုက်တာရှင်သာရိပုတ္တရာတို့သွားလျှောက်တော့ရှင်သာရိပုတ္တရာတို့လည်းအသာလေးကုတ်ပြီးတော့သပိတ်သင်္ကန်းလေးပြန်လွယ်ပြီးပြန်ထွက်သွားအဲ့ဒါဟာသာတုမသုတ်တံဆိုတာရှိတယ်နော်အမှန်တမ်းကြည်ညိုစရာကောင်းတဲ့သုတ်တံတွေကိုသိချဖတ်လို့ရှိရင်အဲ့ဒါလိုမြတ်စွာဘုရားနှင်ထုတ်လိုက်တဲ့အခါကျတော့သဟဝတိပြမကြီးကဆင်းလာပြီးတော့တောင်းပန်တယ်တာကွေမင်းသားတွေကမြင်တဲ့အခါမြတ်စွာဘုရားလာတောင်းပန်ကြတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတန်ဃာတွေထဲမှာခုမသာသနာပေါင်းဝင်လာတဲ့တရားနုသေးတဲ့ပညာနုသေးတဲ့ပုဂ္ဂိုလ်တွေပါတယ်ပေါ့စိတ်တွေကထိခိုက်ပြီးပြောင်းလဲတော့မှဆိုရတယ်ပေါ့နောက်ပိုင်းတော့မြတ်စွာဘုရားကသူတို့ပြန်မခေါ်ခိုင်းဘူးသို့တော့မြတ်စွာဘုရားကစိတ်ဓာတ်နဲ့ညွတ်ပြီးတော့ရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ကိုပြီးစေတဲ့အခါမှာရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ကဘုရားကျင့်တတ်ပြီဆိုပြီးတော့တပည့်တွေခေါ်ပြီးတော့ဘုရားကြောင်ပြန်သွားကြတယ်အဲ့ဒီအခါကျတော့တိတ်လို့ငြိမ်းတာနော်တိတ်စိတ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့တပိတာဝကဖြစ်တဲ့လူတွေဟာဆူညံမှုဆိုတာကိုရှောင်ကျဉ်ရမယ်တခါတော့ကဘုန်းကြီးတို့တရားပွဲမှာဆူညံနေလို့တခါပြောလိုက်တာရှိတယ်ဘုရားဘာသာဖြစ်ပြီးဘုရားစကားနားမထောင်တာတော့ဗမာတွေပဲလို့နော်ဘာလို့ဆူညံလုံမမသိဘူးလို့အတန်ချက်ဆက်ကြီးတွေအော်ဖွင့်ဗမာပြည်မှာအဆူဆုံးပဲလို့အတန်တွေကအဆူဆုံးကဘာမှာလိုက်ကြည့်လိုက်မယ်ဆိုရင်တော့ကလပ်ပြည်နဲ့ဗမာပြည်ဟာအဆူဆုံးပဲတခြားနိုင်ငံတွေမှာတိတ်ဆိတ်နေတာပဲတကယ်တော့ကြည့်အမေရိကန်တို့ဆိုခွန်ကြီးအမေရိကန်တစ်နှစ်နေဦးတယ်အနာနာအိမ်တွေကဘာသာမှမချရဘူးလူမရှိရလားအောင်မယ်ရှိတယ်ဘယ်တော့မှအတန်ချက်ဆက်အော်ဖွင့်တာမရှိဘူးတချင်းအော်ဖွင့်တာမရှိဘူးတချင်းဖွင့်ရင်ကိုယ့်လက်ချက်ကလေးနဲ့နားထောင်နေကြလူတောင်ရှိတယ်မထင်ရဘူးတကားပိတ်ပြီးတော့တိတ်ဆိတ်ငြိမ်သက်မှုကဘယ်တရားကမ္မထမ်းထိုင်လို့ရတဲ့အနေအထားမျိုးရှိတယ်အမေရိကန်မှာဆိုဘာလို့ဆိုကားဟွန်းတာမကြားရဘူး emergency ambulance ကားတာပဲကြားတယ်တခြားဘာမှမကြားငြိမ်းတာအဲ့ဒါလေးတခုပဲကြားတယ်အေးစူပါမားကတ်တွေဝင်သွားလိုက်ရင်လည်းငြိမ်းနေကြတာပဲကိုလို့ဗမာတွေတော့မသွားလိုက်နဲ့စူးညံနေကြတာပဲဩတို့ဗမာလူမျိုးတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမဗုဒ္ဓဘာသာဝင်တွေကဘုရားရဲ့ဆုံးမတာကိုမလိုက်နာကြပါလားလို့တခါတော့ကတရားဟောတဲ့ထဲမှာတခါထည့်ဟောတယ်တရားဟောတဲ့ထဲထည့်ဟောတာကိုအဲ့ဒီတရားကြတော့အပြည့်စုံမလွှင့်မဲနဲ့ဖြတ်ပြီးတော့လွှင့်သွားတယ်နောက်တော့လည်းအပြည့်စုံလွှင့်နေတယ်မှာပထမလွှင့်တာဖြတ်ပြီးတော့အဲ့ဒါဘာကြောင့်ပြောရတာလဲဆိုမြတ်စွာဘုရားရဲ့ခုံတွေထဲမှာပါတယ်အပ္ပတ္တကာမအပ္ပတ္တဝိနိတာတဲ့မြတ်စွာဘုရားအတန်တိုးတိတ်တာကိုနှစ်သက်တယ်တိုးတိတ်မှုကိုလိုလားတယ်တိတ်ဆိတ်ငြိမ်သက်မှုအဲ့ဒါမှလိုလားတယ်ကျမ်းမာရေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်အတန်တိတ်ဆိတ်ငြိမ်သက်မှုဟာအသိဉာဏ်ကိုဖွံ့ဖြိုးစေတယ်ကျမ်းမာမှုကိုပိုရစေတယ်ဆိုတာအားလုံးက
ဒီစာပေတွေဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေနားလည်ကြလိမ့်ဒီနားထဲမှာအတန်တွေဆူညံပြီးတော့ရိုက်ခတ်နေခြင်းဟာကျမကြီးကိုထိခိုက်စေတယ်ပေါ့လူတွေမှာလည်းထိခိုက်စေတယ်အဲ့ဒါကြောင့်မလို့တိတ်ဆိတ်ငြိမ်သက်တာဟာအလွန်ကောင်းတယ်နော်တန်ချဲဆက်ကြီးတွေအော်ဖွင့်တာဘုန်းကြီးတို့ဘယ်တော့မှဒါကြီးတွေရက်ခိုင်းမှမလဲလို့ပဲဆုတောင်းရုံပဲဆုတောင်းနိုင်ပါတယ်ကောင်းတာလုံးလို့ဆိုးတာလုံးလို့တန်ချဲဆက်ကြီးတွေအော်ဖွင့်နေတာတော့ဒီအိန္ဒိယနိုင်ငံကအတုယူထားတာလားတော့မသိဘူးတခြားနိုင်ငံတွေမှာတော့တဲမရှိဘူးအဲ့ဒါနော်အိန္ဒိယနိုင်ငံမှာလည်းဒုရခပူဇာဆိုနားခွဲမသာအောင်ပြီးတော့ဟောအိန္ဒိယရောက်တယ်အဲ့တော့တိတ်ဆိတ်ငြိမ်သက်မှုမျက်နှိုးချပြီးတော့ဘုရားပွဲကျောင်းပွဲအစတိတ်ဆိတ်ငြိမ်သက်စွာအလေးအနက်ဆောင်ရွက်နိုင်ကြရင်တော့အလွန်ကောင်းတယ်လို့ဟောမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့လက်ထက်တော်ခါကာလတော့55နှစ်တက်တော်ရွယ်ရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာငါတက်ကြည့်ပြီငါ့ကိုထာဝရပြုစုမဲ့ပုဂ္ဂိုလ်လိုအပ်တယ်လို့ရှင်အာနန္ဒာကိုစောင်းခဲ့ပြီးတော့ပြောတဲ့စကားအဲ့ဒီနေ့ကနေစပြီးတော့အားလုံးသဘောတူရှင်အာနန္ဒာမထေရမြတ်ကသူကိုယ်တိုင်မြတ်စွာဘုရားထံတယောက်ထားတောင်းပန်ပြီးတော့ဥပဋ္ဌာကဆိုတဲ့အလုတ်အကျွေးယာဓုကိုစတင်လက်ခံခဲ့တာဖြစ်ပါတယ်အဲ့ဒီကနေစပြီး25နှစ်ပြိဋိဘံစံတိထိအောင်ရှင်အာနန္ဒာမထေရမြတ်မြတ်စွာဘုရားဝတ္တရားခြေပြုံစွာပြုစုလိုကျွေးခဲ့တယ်ဆိုတာကိုနာယူမှတ်သားကြပြီးလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်တွေကိုအခုလိုသိရှိပြီးတော့ဝမ်းမြောက်ဝမ်းသာမြတ်စွာဘုရားရဲ့ခုံတွေကိုကြည်နူးတဲ့တရားအဖြစ်အောက်မေ့နိုင်ကြပါစေကုန်သတည်း